အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ private IP နဲ့ public IP ပဲဖြစ်ပါတယ် private IP ဆိုတာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ local network တွေ local device တွေကျွန်တော်တို့အိမ်မှာအသုံးပြုနေတဲ့ရုံးတွေမှာအသုံးပြုနေတဲ့ device တွေကို IP assign ချပေးထားတယ်ဒီ IP address တွေပဲဖြစ်ပါတယ်ဒီ IP address တွေကတော့ကျွန်တော်တို့ internet ဘောကိုတိုက်ရိုက်ထိတွေ့ဆက်ဆံမှုမရှိဘူးကျွန်တော်တို့ local network ထဲမှာပဲတစ်ခုနဲ့တစ်ခုချိတ်ဆက်ဖို့အတွက်အသုံးပြုတဲ့ IP address တွေပဲဖြစ်ပါတယ်အဲ့ဒီ IP address တွေကိုclass A, class B, class C ဆိုပြီးတော့၃မျိုးခွဲခြားလို့ရတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီ private IP address တွေ private network local network က device တွေက internet ပေါ်သွားခြင်းတဲ့အခါမှာ public IP address ကိုလိုလာပါတယ်။ public IP address ကတော့ကျွန်တော်တို့ဒီ globally unique ဖြစ်တဲ့ ISP တွေနဲ့ assign ချထားတဲ့ IP address တွေပဲဖြစ်ပါတယ်။ကမ္ဘာပေါ်ကမြည်သည့်နေရာမှာဆိုဒီ IP တွေကိုခေါ်ပြီးလမ်းခေါ်ပြီးအသုံးပြုလို့ရတယ်။ကျွန်တော်တို့ဒီ outgoing traffic တွေကိုတွားခြင်းတဲ့အခါမျိုးကလည်းသုံးလို့ရတယ်လို့ကျွန်တော်တို့ရဲ့ဒီ backend site ကwebsite တွေကိုပြန်ခေါ်သုံးခြင်းတဲ့အခါမျိုးမှာလည်း NAT feature တွေကိုအသုံးပြုလို့ရပါတယ်ဒီလောက်ဆိုရင်တော့ public IP address နဲ့ private IP address ကိုနားလည်လိုက်မယ်လို့ပြောနေပါတယ်